buongiorno buongiorno sarà Italian လို့ good day လို့အဓိပ္ပာယ်ရ English မှာကျ good morning good afternoon good evening good night ဆိုတာရှိတယ်သူတို့စီမှာမရှိလားရှိတယ် buongiorno လို့ပြောတဲ့အခါကောင်းသောနေ့ပြောတာကြောင့်အားလုံးလည်းကောင်းသောနေ့ဖြစ်ပါစေလို့ပထမဆုံးဆက်နှုတ်ခွန်းဆက်တတ်ပါတည်ငောင်းလေးတစ်ခုလည်းပါရှင်နဲ့လာမယ့် September လ15ရက်နေ့စပြီးတော့ Zoom classes တွေရှိမယ် one-on-one class လည်းရှိမှာဖြစ်ပါတယ်အသေးစိတ်သိချင်ဖုန်းနံပါတ်39960063ခွန်ရှိလေးကိုဆက်ပြီးတော့မြင်နိုင်ပါတယ် Italian basic grammar နဲ့ပတ်သက်ပြီးတော့ဆရာတို့ဆက်ပြီးတော့ကြည့်အောင်ဖိုးနံရဲ့ကိုအနေကင်းကနေအများကင်းကိုလို့ပြောင်းမယ်ဆိုတော့ကြည့်ပြီးတဲ့အခါမှာအခုကအမနံတွေကိုအနေကင်းကနေအများကင်းကိုဘယ်လိုပြောင်းလဲကြည့်ရအောင်အာနဲ့ဆုံးတဲ့နံအများစုကိုအမနံလို့သတ်မှတ်တယ်အများကင်းကိုပြောင်းတဲ့အခါသူ့ article လာနေပြီးတော့လေကိုပြောင်းမယ်နံရဲ့မှာဆုံးတဲ့အာကိုအာနေပြီးတော့ a ကိုပြောင်းမယ်La casa the house အိမ်လို့ဒီမှာလာကနေပြီးတော့လေကိုပြောင်းမယ်လာကနေပြီးတော့လေကိုပြောင်းမယ်အာနေပြီးတော့ a ကိုပြောင်းဆိုတော့ La casa le case the houses အင်္ဂလိပ်စာနဲ့မတူပါဘူးအင်္ဂလိပ်စာမှာအများကြီးကိုပြောင်းတဲ့အခါS သို့မဟုတ် ES ထည့်ပြရတယ်ဒီမှာကတော့အကုန်လုံးကိုလိုက်ပြောင်းအောင်မှာဖြစ်တယ် adjective တင်တဲ့ခါလဲ adjective လေးလိုက်ပြောင်းအောင်မှာဖြစ်တယ်အဖို့နဲ့အမှန်တော့လိုက်ပြန်တော့ပြောင်းသွားတာကိုတွေ့ရပါလိမ့်ခုက la mela ဆိုတာ the apple le mele the apples ဒီမှာ la le a e တွေပါတယ်အာအေပြောင်းလာလေအာအေကိုပြောင်းဆိုလာမေလာလေမေလေla bicicletta c'est the bicycle စပင်းကိုခေါ်တဲ့ le biciclette la le a e la bicicletta le biciclette la storiaဆိုတာဖြာကိုခေါ်တဲ့အများကြီးက le storie la storia le storie la sedia the chair ဒီလိုတိုင်းအများကြီးက le sedie the chairs la camera ကင်မရာမဟုတ်ဘူးနော် la camera အခန်း le camere အခန်းများ rooms la scuola the school, le scuole, the schools, la vita, the life, le vite, the lives. ဒီမှာ Italian နာမည်ကြီးရုပ်ရှင်တစ်ခုရှိပါတယ် La vita è bella, the life is beautiful လို့ဒီပဲရတယ် La vita è bella. La vita è bella. The life is beautiful လို့အဓိပ္ပာယ်ရပါတယ်ဆို La vita le vite la tenda le tende the curtains ဒါကလကားတွေခေါ်တယ် La finestra le finestre the window the windows la le a e လဲပါတယ်သူဒီများလေးပြန်ပြီးတဲ့နောက်ညွတ်ဖတ်ပေးပါများလေးညွတ်ဖတ်တဲ့အခါအလိုလိုပါဖြစ်လေခေါင်းလေးကိုဝင်သွားပါဖြစ်လာနေပြီးတော့လေအားနေပြီးတော့ a ကိုပြောင်းထားတာတွေ့ရမယ်စစ်စစ်ရဲ့ page ကိုလည်း follow လုပ်ပေးဖို့မမေ့ကြနဲ့နောက်ဗီဒီယိုတစ်ခုမှတွေ့ရအောင် ciao tutti